အားလုံးမင်္ဂလာပါရှင်ကျမတို့ဒေါက်တာဒေါ်ဝင်းမြင့်ဖြစ်ပါတယ်ကျမတို့ဒီဗီဒီယိုထဲမှာတော့ကျမတို့အသက်အရွယ်လိုက်ပေါ့နော်နှုတ်တွေကိုဘယ်လောက်များတောက်တဲ့တယ်လဲဆိုတဲ့အခန်းကဏ္ဍလေးပေါ့နော်ဒါလေးကိုပြောပြသွားမှာဖြစ်ပါတယ်ရှင်အဲ့တော့ကျမတို့နှုတ်ဆိုတာမျိုးကတော့ပေါ့နော်ဥပမာကျမတို့မိခင်နှုတ်ဝမ်းတွေကထွက်လာပြီဆိုကြတဲ့ကတော့ဒါကလေးလေးတွေကမိခင်နှုတ်တောက်ကြတယ်ပေါ့နော် IP ရဲ့ခါကြလို့ရှင်တော့ကျမတို့တစ်နှစ်ကျော်သွားပြီဆိုလို့ရှင်တော့ကျမတို့နှုတ်ကတော့ဥပမာပေါ့နော် UHD နှုတ်တို့နွားနှုတ်တို့ဒါမျိုးတွေဆိုလို့ရှင်တော့လေဒါကျမတို့တောက်တဲ့ပါပြီရှင်နော်ဥပမာ formula mix ဆိုလို့ရှင်တော့လေဒါသူ့အရွယ်နဲ့သူပေါ့နော်အကယ်၍မိခင်တို့မလုံလောက်တဲ့သူတွေနောက်ပြီးတော့ခါကြလို့ရှင်တော့လေပေါ့နော်ဥပမာဆိုလို့ရှင်တော့ဒါအကြောင်းမျိုးမျိုးကြောင့်လိုအပ်တဲ့သူတွေမှာတော့ formula mix ကတော့ကျမတို့ကလေးတွေအတွက်တင့်တော်ပါတယ်အဲ့တော့တောက်တဲ့အရွယ်စားလိုက်ပြောမယ်ဆိုရင်တော့ကျမတို့တစ်နှစ်ကနေနှစ်နှစ်အတွင်းမှာတော့ကျမတို့700နော်700ကနေပြီးတော့မှ900 ml လောက်ကျမတို့လိုပါတယ်ရှင့်နော်ကျမတို့နှစ်နှစ်အထက်ရောက်သွားပြီဆိုလို့ရှင်တော့တစ်ရက်ကိုကျမတို့က500 ml တောက်ရပါမယ်ကျမတို့9နှစ်လောက်အရွယ်ရောက်သွားပြီဆိုလို့ရှင်တော့တစ်ရက်ကိုကျမတို့က300 ml လောက်တောက်တင်ပါတယ်ရှင့်နော်အဲ့ဒါကနေပြီးတော့မှကျမတို့ဥပမာလူပြိုဖြန်းအပြိုဖြန်းပေါ့ဒီကနေပြီးတော့မှကျမတို့အရက်ရှည်ချင်တယ်ဆိုလို့ရှင်တော့ကလေးလေးတွေပေါ့နော်ဥပမာ73နှစ်15နှစ်လူတွေမျိုးတွေကြာတော့ကျမတို့ကဒါကတော့ပေါ့နော်ခန္ဓာကိုယ်ပေါ်မှာမူတည်ပြီးတော့မှကျမတို့က1လီတာအထိနော်ဒါလေးတွေကျမတို့ကပေးပါတယ်ရှင့်နော်အကယ်၍များအသက်ကြီးသွားပြီဆိုလို့ရှင်တော့ပုံမှန်အားဖြင့်ကတော့ကျမတို့တစ်ရက်ကိုတော့300နဲ့900ကြားပေါ့နော်ဒါ adapt မှာကျမတို့ဒီနှုတ်လေးတွေကိုတောက်ပေးဖို့အရေးကြီးပါတယ်နောက်တစ်ခါကျမတို့ menopause ပေါ့နော်ဥပမာဆိုလို့ရှိရင်ကျမတို့ဒါပေါ့အထူးသဖြင့်အမျိုးသမီးတွေမှာကျမတို့သွေးဆုံးသွားသောလူနာတွေအတွက်ဆိုတော့အနည်းဆုံး300ချမ်းကြည့်ချင်ပါတယ်ရှင်တောက်တင်ပါတယ်လို့တော့ကျမအချမ်းကြည့်ချင်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်